ဒုက္ခပါပဲကွာခက်တော့ခက်နေသူခေါင်းမူးနေတာဟုတ်ရလားဒီအချိန်မှာသူ့ကိုငါလှမ်းဖက်လိုက်ရင်ဟာမဖြစ်သေးပါဘူးတော့ကြာနေထိုင်သူနဲ့ငါနဲ့စကားများနေအောင်မယ်ဟာကိုပြန်ကြည့်ပြန်တော့လဲအဖြစ်ကလည်းမရှိဘူးကဲမဲ့သူမရှိကြတော့ဘူးလားကွာဒီအချိန်မှာငါ့ကိုကဲမဲ့သူမရှိကြတော့ဘူးလားဘာဖြစ်လဲပြောဟမ်ဘာဖြစ်လဲပြောခမရပဲသူလဲမင်းတောင်းတလို့ဆိုငါကိုထင်ပြရတာအော်ရုပ်ကသွန်းနမင်းပေါ့နော်အေးမင်းကြီးတော့လေရုပ်ကသွန်းနမင်းရမှာမင်းရဲ့ကိုစောင်းနဲ့မင်းရဲ့ကိုစောင်းနဲ့ဟုတ်ကွာဥတူတူအထထနဲ့မင်းရဲ့ကိုစောင်းနဲ့ပြည့်တယ်ငါတို့တိတ်ခါကြတယ်ဒီခင်းထဲမှာကြောက်မှာကွာမင်းဟုတ်ကျွန်တော်ရဲ့ကိုစောင်းနဲ့အေးအဲ့ဆိုကျွန်တော်ရဲ့ကိုစောင်းရဲ့သူကျွန်တော်တခုတော့ကူညီပါလားဗျာကိုစောင်းနဲ့ပြီးအောင်ပြောစမ်းပါကွာမင်းစုဒီမှာလေစိတ်လှရှားနေလို့တိတ်ခါကြနေစိတ်လှရှားနေလို့ပါဗျာဟုတ်ကျွန်တော်တခုတော့ကူညီပါလားဗျာဟုတ်ကြီးကျွန်တော်ရဲ့အသေးလေးနဲ့ကျွန်တော်နဲ့အဆင်ပြေဖို့ကူညီပြပါလားဟောဒီမှာအဆင်ပြေနေလားဟုတ်ငါမင်းစားဝင်ပေးရမှာဟုတ်ထွက်မဟုတ်ဘူးလေအဲ့လိုမဟုတ်ဘူးကျွန်တော်ကိုကူညီပေးကျွန်တော်ကအဆင်ပြေမယ်ကျွန်တော်ကြောက်နေတဲ့ကြောက်စိတ်တွေဖြေပြောက်ရှင်ဟုတ်ဒါလေးများကွာဒီမကြည့်မကြည့်လိုက်ဟာချာဒါပါလေဂျူယာကျဲလို့ခေါ်တယ်ဂျူယာကျဲနဲ့ကျွန်တော်နဲ့ဘာဆိုင်လို့လို့မင်းရတယ်ကွာခုချိန်တုံးလုံးနဲ့ဂျူယာကျဲဆိုတော့မင်းတို့ခုလိုချိန်မျိုးမှာပဲဖြစ်ဖြစ်အိမ်အောင်ရှင်အမျိုးသားတွေမှာပဲဖြစ်ဖြစ်အတုံးလို့နေ